ဝါလင်ကချက်ချန်ကိုကယ်တင်မှုအတွက်နဖျားခန္ဓာကိုခေါ်ပြီးတော့ပေါက်ဆက်လိုက်ပါတယ်။အဲဒီနောက်မျက်နှာဖုံးတစ်ခုဆွတ်လိုက်ပြီးအပြင်ကိုထွက်ခါမြောက်ဝင်ရဲ့ဝိညာဉ်ကိုယူလိုက်ပါတယ်။ဝါလင်ကမြောက်ဝင်ရဲ့ဝိညာဉ်ကိုအစီရင်တစ်ခုပြုလုပ်ခါအသက်သွင်းလိုက်ပြီးတော့တတိယနဆိုးအဖြစ်တင်သွင်းလိုက်ပါတယ်။တစ်ဖက်မှာတော့လီမူဝမ်ကဝါလင်ရဲ့ငွေသက်ကိုခန်းစားမိတာကြောင့်ရှာဖွေဖို့အတွက်ထွက်လာပါတယ်။သူ့ရဲ့နောက်ကနေကြောက်ဝေကလည်းအတူလိုက်လာခဲ့ပါတယ်။ချက်ချန်ကိုတော့သူ့ရဲ့ဆရာကချုပ်ထားပြီးစိတ်ကူတာပေးနေပါတယ်။သူ့ရဲ့ဆရာကချက်ချန်ခံပြင်းနေတာနားလည်ပေမဲ့ထပ်သွားရင်ကျဉ်းကျပ်မှုဖြစ်စီမဲ့လို့ချင်းချောက်ထားတာကြောင့်မတက်နိုင်ပဲချက်ချန်ကိုချုပ်ထားရတာဖြစ်ပါတယ်။ချက်ချန်ရဲ့ဆရာထွက်သွားတော့ဝါလင်ကအခန်းထဲကိုဝင်လာပါတယ်။ချက်ချန်ကဝါလင်ကိုသူ့ကိုလောက်ကြမဲ့သူလို့ထင်နေပြီးတက်ချင်ရင်တက်လိုက်လို့ပြောနေပါတယ်။ဝါလင်ကတော့တက်ဖို့လာတာမဟုတ်ပဲတရားရဲ့အကူအညီတောင်းမှုကြောင့်ရလာတာဖြစ်ပြီးဘလို့ဖြစ်ခဲ့တာလဲလို့မေးပါတယ်။ချန်လင်ကသူ့ကိုချင်းကပ်ပြီးတော့မျက်ဝန်းတွေကိုတောင်းယူခဲ့တာလို့ချက်ချန်ကပြောပြပါတယ်။ချက်ချန်ကမျက်ဝန်းတွေကိုစီးဖို့တောင်းတဲ့ထင်မိပေးခဲ့ပေမဲ့ချန်လင်ကမျက်ဝန်းတွေကိုတက်ခါအမြုပ်တွေကိုရယူသွားတာဖြစ်ပါတယ်။ချန်လင်ရဲ့ကြင်ကြံမှုကအမြုပ်တွေဖွဲ့စည်းခြင်းစင်တော်မြောက်သေးတာမို့တားရဲ့ဝိညာဉ်ကိုယူရင်လည်းအလကားပဲဖြစ်ပါတယ်။အဲဒါကြောင့်ချန်လင်ရဲ့နောက်မှာတခြားတစ်ယောက်ရှိကိုရှိရလိမ့်မယ်လို့ဝါလင်ကတွေးလိုက်ပါတယ်။ဝါလင်ကဘလို့ဖြစ်ချင်လဲလို့မေးတော့ကျန်နေသေးတဲ့မျက်ဝန်းတစ်ကောင်ကိုကယ်လာပေးဖို့ချက်ချန်ကတောင်းဆိုပါတယ်။အဲ့ဒီနောက်ဝါလင်ကမျက်ဝန်းကိုရှာဖို့ထွက်လာတော့လီမူဝမ်တို့ကလည်းရောက်လာပါတယ်။ဝါလင်ကလီမူဝမ်တို့မမြင်အောင်ပုံနေလိုက်ပါတယ်။လီမူဝမ်ကဝါလင်ရဲ့ငွေသက်ကိုခံစားမိတာကြောင့်ပုံမနေပဲထွက်လာပေးဖို့တောင်းဆိုပါတယ်။ဝါလင်နာထွက်မလာဘူးဆိုရင်သူ့ကိုယ်သူသက်သေမယ်လို့ချင်းချောက်တော့ဝါလင်ကပုံနေရကနေထွက်လာပါတယ်။ကျန့်ဝေကတိုက်ခိုက်ဖို့လုပ်တော့မင်းလက်ပါတဲ့အချိန်ကမင်းသေးရမယ်နေပဲလို့ဝါလင်ကပြောလိုက်ပါတယ်။ကျန့်ဝေကလည်းဝါလင်ကိုမရှင်နိုင်မှန်းသိတာကြောင့်အယိုသေးပေးလိုက်ပြီးနောက်ဆုတ်လိုက်ပါတယ်။လီမူဝမ်ကသူ့ပေးထားတဲ့ကြောက်စိမ့်များရှိသေးလားလို့မေးတော့ဝါလင်ကလွတ်ပြစ်လိုက်ပြီးလို့ပြန်ဖြေပါတယ်။ကြောက်စိမ့်များကငကိုကလေးကအဖိုးတန်တဲ့ပစ္စည်းမဟုတ်လို့လွတ်ပြစ်လိုက်ရင်လည်းကိစ္စမရှိဘူးလို့လီမူဝမ်ကပြန်ပြောပါတယ်။ဝါလင်ထွက်သွားဖို့လုပ်တော့လီမူဝမ်ကလက်ကိုလမ်းဆွဲထားပါတယ်။ရင်ထန်းကားရဲ့ဘူပေတွေကကျန့်ဝေနဲ့မင်္ဂလာဆောင်ဖို့အမိန့်ချထားကြောင်းဝါလင်ကိုပြောပြပါတယ်။အကယ်၍နောက်3လနေလို့ဝါလင်ချူပြည်မှာရှိနေသေးခြင်းသူ့ရဲ့မင်္ဂလာဆောင်ကိုလာဖို့ဝါလင်ကိုဝမ်းနဲ့စွာနဲ့ဖိတ်လိုက်ပါတယ်။ဝါလင်ကတော့ဂုံပြူပါတယ်လို့တခုမှပြောပြီးတော့ထွက်သွားပါတယ်။ကြံနေခဲ့တဲ့လီမူဝမ်ကလည်းဝါလင်ကိုမုန်းတယ်လို့ပြောပြီးတော့ငိုနေပါတယ်။ကျန့်ဝေကနှက်သိမ့်မေးဖို့ကြိုးစားပေမဲ့လီမူဝမ်ကအဖတ်မလုပ်ဖဲထွက်သွားပါတယ်။တကယ်တော့ကျန့်ဝေကလီမူဝမ်ကိုချစ်လို့မဟုတ်ဘဲလီမူဝမ်ရဲ့နှစ်နေရာရွာရင်းစွမ်းအင်ကိုလိုချင်နေတာဖြစ်ပါတယ်။ရွာရင်းစွမ်းအင်ကိုရတာနဲ့လီမူဝမ်ကိုသူခံခဲ့ရသလိုအကြိမ်ကြိမ်စော်ကားပြမယ်လို့ကျန့်ဝေကကြုံဝါနေပါတယ်။အဲ့ဒီနောက်ကျန့်ဝေကဝါလင်ကိုဖမ်းဖို့ဂိုင်းဆောင်ချက်အကြီးအကဲကိုတတိပေးလိုက်ပါတယ်။ကျန့်ဝေရဲ့တတိပေးမှုကြောင့်ဂိုင်းဆောင်ချက်အကြီးအကဲကဝါလင်ကိုစတင်တိုက်ခိုက်ပါတယ်။ဂိုင်းဆောင်ချက်အကြီးအကဲကတတိထားချင်းချင်းအလဲအဆင့်ရှိတာမို့ဝါလင်ကရှင်းလို့မရပဲခုခံနေရပါတယ်။ဝါလင်ကအစီအရင်တစ်ခုဖန်တီးလိုက်ပြီးစေမီလီယံရှိတဲ့နေရာကိုတိုက်ခိုက်တာကြောင့်ဂိုင်းဆောင်ချက်အကြီးအကဲကသွားရောက်ပြီးတော့ထိန်းသိမ်းရပါတယ်။ဂိုင်းဆောင်ချက်အကြီးအကဲကအကာအကွယ်စီရင်ကိုပြန်ဖန်တီးနေတော့မှပဲဝါလင်ကထွက်ပြေးသွားပါတယ်။ဝါလင်ကသူနေတဲ့နေရာကိုရောက်တော့နဖျားခန္ဓာကနေပြန်ခွဲထွက်လိုက်ပါတယ်။အဲ့ဒီနောက်နဖျားခန္ဓာကိုမူလနေရာပြန်ပို့လိုက်တော့ချီစုဆောင်ခြင်းအဆင့်ပြန်ဖြစ်သွားပြီးသူ့ဘော်တန်ရဝင်နိုင်မဲ့အခြေအနေကနေလွတ်မြောက်သွားပါတယ်။ဝါလင်ကရှူလီကိုချန်လင်ရဲ့နောက်ကိုလိုက်ပြီးတော့နောက်ွယ်ကလူကိုစုံစမ်းခိုင်းပါတယ်။နောက်တနေ့မနေ့ရောက်တဲ့အခါမှာတော့ဝါလင်ဆေးပိန်နေယူနေတော့ဆီယာတူကိုတယောက်ရောက်လာပါတယ်။သူကဂိုင်းကြီးကရဲ့အမေအရာရောက်လာတာဖြစ်ပြီးတော့ချန်ဝင်းကိုလှလာစင်ပါတယ်။ဝါလင်ကဘာလို့လှစင်တာလဲလို့မေးတော့လီမူဝမ်နဲ့ကျန့်ဝေတို့ရဲ့မင်္ဂလာဆောင်အတွက်လို့ဆီယာတူကပြောပြီးတော့ထွက်သွားပါတယ်။တစ်ဖက်မှာတော့ရှူလီကိုကကျန့်ဝေနဲ့ချန်လင်တို့ရေချိုးနေတာကိုလာချောင်းနေပါတယ်။ချန်လင်ကသူဟာမြောင်းဝင်ရဲ့မြို့တွေကိုတန့်စင်ပြီးကျန့်ဝေကိုပေးခဲ့ပေမဲ့ကျန့်ဝေကလီမူဝမ်ကိုလက်ထပ်ချင်နေတာကြောင့်သူကဘလို့နေရမှာလဲလို့မေးနေပါတယ်။ကျန့်ဝေကလည်းလီမူဝမ်ရဲ့နှစ်နေရာရော်ရင်စွမ်းရင်ကသူ့ကိုတရေသားဖွဲဖို့ကူညီနိုင်တယ်လို့ရှင်းပြပါတယ်။လီမူဝမ်ရဲ့ရော်ရင်စွမ်းရင်ကိုလူပြီးတာနဲ့သူကကစားစရာတက်တက်ဖြစ်သွားပြီလို့ကျန့်ဝေကပြောပြပါတယ်။ချန်လင်ကလည်းလီမူဝမ်ကမျက်နှာသိမ့်နဲ့ယူသားချင်းအောင်ဆောင်နေတဲ့သူဖြစ်ပြီးဘာပစ္စည်းကောင်းမှမဟုတ်ဘူးလို့ပြန်ပြောပါတယ်။အဲ့ဒီစကားကိုကြားလိုက်ရတဲ့ဝမ်လင်ကနှစ်ယောက်လုံးကိုတက်ဖြစ်ဖို့ရှူလီကိုအမိန့်ပေးလိုက်ပါတယ်။ရှူလီကကျန့်ဝေနဲ့ချန်လင်တို့ရဲ့ဝိညာဉ်ကိုစုပ်ယူပြီးတက်ဖြစ်ဖို့ကြိုးစားနေပါတယ်။ဒါပေမဲ့ချန်လင်ကိုသာတက်လို့ရပြီးကျန့်ဝေကအကာအကွယ်ဆောင်ရှိတာကြောင့်လွတ်သွားပါတယ်။လွတ်သွားတဲ့ကျန့်ဝေကိုဝမ်လင်ကအသေးကိုသေးရမယ်လို့ပြောနေပါတယ်။နောက်တစ်နေ့ရောက်တော့ဝမ်လင်ကလီမူဝမ်စီကိုသွားပါတယ်။လီမူဝမ်ကတော့ဝမ်လင်ရဲ့ဆရာအခန်းအောင်သာထွက်လာမှမေးချင်တာမေးဖို့ပြောပြီးတော့ထွက်သွားခိုင်းပါတယ်။ဝမ်လင်ကသူ့ရဲ့မူလအတန်နဲ့2လအတွင်းကျင့်ကြံမှုကိုသေသားစိတ်ရောက်နိုင်အောင်ကူညီပေးမဲ့စေလုံးရှိလားလို့မေးပါတယ်။လီမူဝမ်ကလည်းချက်ချင်းထွက်လာပြီးတော့ရှင်ကားဘသူလဲလို့မေးလိုက်ပါတယ်။ဝမ်လင်ကအကြောက်စိမ့်များကိုထုတ်ပြလိုက်တော့မှလီမူဝမ်ကသူ့ရဲ့ဝမ်လင်မှန်သိသွားပါတယ်။ဝမ်လင်ကအကြောင်းဝေကိုတပ်ဖို့ကလိုပေမဲ့ရွထန်းကားရဲ့အကြီးအကဲတွေကိုနိုင်မှုကမဖြစ်နိုင်သေးတာကြောင့်တရေသားဖွဲ့နိုင်မဲ့စေလုံးကိုလိုချင်နေတာဖြစ်ပါတယ်။ဒါကတော့အပိုင်း41ဖြစ်ပါတယ်။နောက်တော့ပိုင်းကိုနောက်နေ့မှဆက်ပြီးတော့တင်ပြသွားပါမယ်။